ကတ်ကြီးပဲမှာလဲ Where are the scissors အဲ့ဒါနဲ့ Where is the scissors ဘယ်တစ်ခုမှန်လဲ Where are the scissors လို့ပြောမှမှန်ပါတယ်ကတ်ကြီးကကျမတို့ကပြောနေတာတော့တစ်လက်သေးပဲဒါပေမဲ့သူ့မှာခွနှစ်ခွပါတဲ့အတွက်ကြောင့်မလို့ကျမတို့က scissors s ထည့်ပေးရတယ်လို့အရှိက verb ကလည်းကျမတို့က are နဲ့သုံးပေးရပါတယ်ဒီနေ့ကျမတို့ plural only words တွေကိုအတူတူလေ့လာကြည့်လိုက်ရအောင်နော်ပထမဆုံးတစ်ခုကတော့ Where are my glasses မှန်နှစ်ခုပါတဲ့အတွက်ကြောင့်မလို့ are သုံးရမယ်အနောက်က glasses ဖြစ်ပါတယ်အဲ့တော့ Where are my glasses လိုက်ပြကြည့်ပါဦး Where are my glasses နောက်တစ်ခုကတော့ headphones နားပေါ်မှာတင်တာနှစ်ဖက်ပါတဲ့အတွက်ကြောင့်မလို့ကျမတို့ကအများနဲ့သုံးပေးရပါတယ် Where are my headphones Where are my headphones ဖြစ်ပါတယ်နောက်တစ်ခုကတော့ do Where are my chopsticks Where are my chopsticks ဝတ်အစားပေါ့နော် clothes အဲ့ဒါကိုပြောတဲ့အခါမှာလည်းကျမတို့ကအများနဲ့သုံးပေးရပါတယ်အဲ့တော့ Where is my clothes မရဘူး Where are my clothes လိုက်ပြောကြည့်ပါဦး Where are my clothes နောက်တစ်ခုကကျမတို့ဘောင်းမီရှည် pants s ထည့်ပေးရတယ်အရှိကလည်း r နဲ့သုံးပေးရတယ် Where are my pants Where are my pants အဲ့လိုပဲဂျင်းဘောင်းမီတွေကိုပြောတဲ့အခါမှာလည်း jeans s ထည့်ပေးမှမှန်ပါတယ် Where are your jeans Where are your jeans ခောက်ဆွဲညှက်တဲ့ညှက်ကြီးတွေလေ tongs tongs အဲ့ဒါကိုလည်း s ထည့်ပေးမှမှန်ပါတယ် Where are the tongs Where are the tongs ဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ binoculars binoculars ဖြစ်ပါတယ်ကျမတို့မှန်ပြောင်းလေမှန်ပြောင်းမှာလည်းနှစ်ဖက်ပါတယ်အတွက်ကြောင့်မလို့ Where are the binoculars Where are the binoculars ကျမတို့နောက်ဆုံးတစ်ခါလောက်အတူတူပြင်ပြောကြည့်ရအောင် s တွေထည့်ဖို့မမေ့နဲ့နော် glasses scissors chopsticks binoculars clothes pants jeans tongs ဖြစ်ပါတယ်အကျိုးရှိမယ်ထင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံမယ်နော်